မော်လေးတို့ဒါလေးကဒီ temperature လေးကိုပြောင်းလို့ရတယ်ဆိုတာရှင်တို့ကျွန်မပြတာမော်လေးကတော့ဒီမှာ hair dryer လုံးဝမသုံးထားဘဲနဲ့ဒီနေ့ဒီ B တစ်မျိုးပဲအသုံးပြုမှာပဲဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုပဲ200နဲ့အသုံးပြုမယ်လို့ပြောတာကြောင့်မလို့မော်လီ temperature 200အထိအဆုံးထိတင်ထားတယ်စပင်ကိုလည်းမော်လီကခွဲပြီးတော့မှတော့မယ်ပေါ့နော်ပထမဆုံးမော်လီကသူ့တိတ်မပူလောက်ဘူးထင်ပြီးတော့ပေါ့နော်အထင်သေးလိုက်ပြီးတော့ပူတယ်ဗျအဲ့တော့လည်းတော့တတိထားပေါ့နော်မော်လီရဲ့ temperature 200အထိတင်ထားတာလည်းပါတယ်စပင်းအရန်ရှိတဲ့သူတွေတော့ကိုရောမော်လေး recommend မပေးချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ portable အနေအထားလေးဖြစ်တာကြောင့်မလို့စပင်းအရန်ရှိတဲ့သူတွေအတွက်ကတော့ဒီ B လေးကတိတ်ပြီးတော့အဆင်မပြေလာဘူးပေါ့နော်။ဒါပေမဲ့မော်လေးတို့လိုမျိုးစပင်းတိုးတဲ့သူတွေ woolတွေညှက်ထားတဲ့သူ layer cut တွေညှက်ထားတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ B လေးကအရန်အဆင်ပြေတယ်။ဒီမှာဆိုလို့ရှိရင်မော်လေးက hair dryer လုံးဝမသုံးဘဲနဲ့ဒီ B လေးကို temperature 200အထိထားပြီးတော့မော်လီကဒီ hair dryer သဘောမျိုးကိုပုံသွင်းတဲ့သဘောမျိုးမော်လီကဒီဟာလေးကိုအသုံးပြုတာဖြစ်တာကြောင့်မို့လို့ဒီ B လေးနဲ့အသုံးပြုတဲ့အချိန်ကမော်လီတက်က15မိနစ်ကနေမိနစ်20နီးပါးလောက်တော့ကြာသွားတယ်ကွာဒါကတော့မော်လီ final result ကလေးပေါ့နော်လုံးဝမော်လီက hair dryer မသုံးထားဘဲနဲ့ဒီ B လေးကိုသုံးထားတာဖြစ်တာကြောင့်မို့လို့နည်းနည်းလေးတော့အချိန်ကြာပြီမဲ့ရလာတဲ့ result ကတော်တော်လေးမိုက်တယ်ပေါ့နော်စပင်ဖောင်းဖောင်းအီကလေးရတယ်အဲ့တော့ဒီ B လေးကိုမော်လီကို rating ပေးဆိုလို့ရှိရင်မော်လီက10 of 8တော့ပေးမယ်ဘာဖြစ်လို့10 of 8ပေးလဲဆိုတော့ဒီ B လေးမှာအားနည်းချက်ကဟိနေနေတက်တယ်ပေါ့နော်ဒါကမော်လီကလည်း temperature 200နဲ့အသုံးပြုတတ်တာလည်းဖြစ်နိုင်တယ်အမေအားသာချက်ကကြတော့ handle မှာလာပြီးတော့ဟိမတက်ဘူးဒါကြောင့်မလို့မော်လီအချိန်ကြာလေးကင်ပြီးတော့အသုံးပြုနိုင်တယ်ပေါ့နော်အဲ့တော့မော်လီဒါလေးကိုလည်းကြိုက်ပါတယ်အသုံးပြုပြီးသွားပြီဆိုလို့ရှိရင်ဘီလေးကိုတင်ဖို့အတွက်အိတ်ကလေးတစ်လုံးပါတယ်အဲ့အိတ်ကလေးနဲ့တင်ထားမယ်ဆိုလို့ရှိရင် hygiene အတွက်ကောင်းတာပေါ့နော်ဖုံးတွေပါမတက်တော့ဘူးပေါ့ဒါကတော့သူ့ရဲ့ခရက်တိုင်းမှာဖြစ်နေကြဟောသူအိတ်ထဲကိုသူအောင်မြင်မြင်ထည့်လို့မရသေးဘူးပေါ့နော်ဆိုတော့ဘီလေးကိုတင်တဲ့အခါမျိုးမှာဆိုရင်ဘီလေးအေးသွားတော့မှအိတ်ကလေးထဲမှာထည့်ပြီးတင်တာကပို့ပြီးတော့ကောင်းပါတယ်အဲ့တော့မော်လေးဝယ်တဲ့တစ်စိတ်ကတော့ဒီ hotel style ကနေဖြစ်ပြီးတော့သူ့ brand လေးကမဆိုးပေါ့နော်အကျန်းလေးလည်းခံတယ် recommend ကောင်းလေးတွေသူကရထားတယ်ပေါ့နော်မော်လေးဝယ်တော့ကတော့9000ခွဲလားမသိဘူးအဲ့လောက်တော့ပေးရတယ်ရှင်အဲ့တော့ဒါကတော့မော်လေး Watson က B နဲ့ဒီ site ကလေးကိုမော်လေးရှင်းပြထားတာအားသာချက်ကမော်လေးတို့ဒီအားသွင်းပြီးတော့သုံးလို့ရတဲ့အပြင်ရိုးရိုးတန်းတန်း B အနေနဲ့လည်းမော်လေးတို့ခီးသွားရင်ဆောင်းသွားလို့ရတယ်ဆိုရသည်ဥရုကလည်းအေးနေတယ်ကွယ်မီးတွေပြတ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ B တွေကဆောင်းထားရင်မမားတဲ့အထဲမှာပါတယ်အဲ့တော့ပေါ့ပါတယ်ပြတ်တာကြောင့်မလို့ခီးသွားရင်လည်းထည့်သွားလို့ရတယ်ကွယ်အဲ့တော့အားလုံး bye